ကျွန်တော်ဒီမှာနိုင်စားနေပါလေကျွန်မတို့လေနိုင်စားနေပါလေအကုန်လုံးဒီမှာအကုန်လုံးနိုင်စားနေပါလေကျွန်မတို့တိုင်းပါလေဒီမှာအကုန်လုံးနေရာလေးတော့ချပေးလေဗျာနေရာအထက်ထဲမှာကျွန်မတို့မအစိမပြေတာကျွန်နိုင်မလောက်နဲ့နောက်ကတော့ခမင်းနေတော့လေးပါအခုချိန်မှာနိုင်ခွဲနေပါအခုလာရောင်းပါလားဘယ်သူရှိရောင်းပါမလားဆက်လိုက်လို့ပြောထားချက်ဆရာအเจ้าကိုမရှိတာခင်ဗျားကြည့်လိုက်လေခင်ဗျားချက်ဆရာရှိတာဟုတ်ကဲ့တော့လည်း